Churari နဲ့ Milan တွေရဲ့တိုက်ပွဲတွေကဆက်ဖြစ်နေစေဖြစ်ပြီးတော့ Gas ကစစ်မြေပြင်မှာတိုက်ခိုက်နေနေတဲ့တောင် Griffith ရဲ့ရီမန်းချက်မရှိပဲအသက်ရှင်တဲ့ကောင်မဖြစ်ရှင်မှုဆိုတဲ့စကားတွေကိုပြန်တွေးရင်းနဲ့ share ခုတ်နေပါတယ်စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးတွေကတော့တိတ်ငတ်ဖွဲ့ရစစ်မျက်နှာပေါင်းစုံမှာအောင်ပွဲရနေပါတယ်ဆိုတဲ့အကြောင်းဘီရင်ကြီးကိုရှောက်တင်နေကြပါတယ် Griffith ကတကယ်ကိုအံ့ဩဖို့ကောင်းတဲ့လူပဲ Julius သာအသက်ရှင်နေသေးရင်ကောင်းမှာပဲလို့ဘီရင်ကြီးကရေရွတ်လိုက်ပါတယ်တိတ်ငတ်ဖွဲ့ရဲ့တက်မှုတွေကတော့စစ်မြေပြင်မှာ share အုပ်နေကြပါတယ်ကက်စကာတိုက်ပွဲဝင်နေနဲ့အခက်တွေ့နေပါတယ်အမျိုးသမီးတဘာဝကြောင့်ဒုက္ခရောက်နေတာဖြစ်ပြီးတော့ဒီအချိန်ကြမှာလာဖြစ်ရလားလို့ကက်စကာရေရွတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာချူရာတက်ဖွဲ့ရဲ့ဘူမူအာဒရင်ရောက်လာပြီးတော့တိတ်ငတ်ဖွဲ့ကမိမတက်မှုဆိုတာမင်းလားစစ်မြေပြင်မှာမင်းတို့လိုမိမတွေကဘောင်မဝင်ဘူး Griffith ဆိုတဲ့ကောင်ရဲ့အိတ်ရထဲမှာဝင်အိတ်ပေးခဲ့လို့သာအခုလိုတက်မှုဖြစ်နေတာမှတ်လားဆိုပြီးတော့စော်ကားတဲ့စကားတွေပြောပါတယ်ကက်စကာလည်းစိတ်တူပြီးတော့ဓာတ်နဲ့ပြေးခုတ်လိုက်ပြီးမြဲခရင်ကွာနဲ့ပြန်ထိုးလိုက်တာကက်စကာမြင်းပေါ်ကပြုတ်ကျသွားပါတယ်တာမန်ချီနေဆိုရင်ကက်စကာအနေနဲ့အာဒရွန်ရင်ဆိုင်နိုင်ပြီမဲ့အခုကဟိုဟာဖြစ်နေတာကြောင့်အနိုင်ယူဖို့ခက်ခဲနေပါတယ်အဲ့ဒီအချိန်မှာသူတို့ရဲ့တက်မှုချခံနေရလို့တိတ်ငက်တက်ဖွဲ့ဝင်အောက်ခြေစစ်သားတွေကပြေးလာကြပါတယ်ကက်စကာမလာဖို့တားပြီမဲ့နားမထောင်ပဲပြေးဝင်လာတာကြောင့်အာဒရွန်ရဲ့လက်ချက်နဲ့ခေါင်းနဲ့ကူဦးစားကွဲကုန်ကြပါတယ်မိမတယောက်ကိုခေါင်းဆောင်တင်ထားတဲ့ကောင်တွေအရေးချင်းမရှိတာမဆမ်းမအောင်လို့ပြောရင်းနဲ့မှိန်းနဲ့ထိုးနေတာကြောင့်နောက်ဆုံးမှာကက်စကာကြောက်ကမ်းပါဆွန်းထိရောက်သွားပါတယ်မင်းရုပ်ရည်ကကြည့်လို့တော့ကောင်းသားပဲငါမင်းကိုခွင့်ရေးတစ်ခုပေးမယ်ချူရာတိုင်းပြည်ကိုလိုက်ပြီးတော့ငါစစ်သားတွေကိုဖျော်ပြပေးမလားလို့စော်ကားလိုက်တာကြောင့်ကက်စကာကလည်းခွေးတောင်စားလို့ပြန်ဆဲလိုက်ပါတယ်မင်းကညင်းတာလားဒါဆိုလည်းတေးလိုက်တော့လေဆိုပြီးတော့အားနဲ့လွှဲခုတ်လိုက်ပါတယ်အဲ့ဒီခွင်အားကိုကက်စကာဒီအခြေအနေနဲ့လုံးဝကာနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ရုတ်တရက်ပဲ gas ရောက်လာပြီးတော့သူ့ဓာကြီးနဲ့ဝင်တားလိုက်ပါတယ်သုံးခွမင်းကိုပြန်တွင်းပြီးတော့ဓာနဲ့ခုတ်လိုက်ပြီးမြဲတန်ချက်ကမာရာကြောင့်သာအာဒွန်ကန်ကောင်းသွားပါတယ်ရာရာဆဆမင်းကငါ့ကိုချရဲတယ်ပေါ့မင်းကိုငါတို့မျိုးဆက်ရဲ့နှစ်ပေါင်း140လက်ဆင့်ကမ်းလာတဲ့တိုက်ကွက်ကန်ဆန်ဆန်ပုနဲ့အဆုံးသတ်ပေးမယ်ဆိုပြီးတော့လေရှည်နေတော့မှာပဲ gas ကစောက်ခွက်ကိုတစ်ချက်ခုတ်လိုက်တာခေါင်းဆောင်မှာကျွတ်သွားပါတယ်လီးရီပြောနေရလားလီးကိုကန်ဆန်ဆန်ပုလားလို့ gas ကလေပြန်တိုက်လိုက်တာတိတ်ငက်ဖွဲ့သားရဲ့သဘောကျသွားပါတယ် gas ကစီကိုရှောက်လာပြီးတော့နင်ဘလို့ဖြစ်နေရလဲစိတ်နဲ့လူနဲ့မကတ်တယ်လို့ဖြစ်နေသေလိုက်မယ်လို့ gas ကဘူးမတိပါမတိနဲ့ပြောနေပြီမဲ့ gas ကကတော့ရှက်နေပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက် gas ကပင်မန်းနာတွေရဲ့ဟိုဟာဖြစ်တာတွေရဲ့ပေါင်းပြီးတော့သတိလစ်ပြီးလဲကျသွားတာကြောင့် gas ကလန့်ဆွဲထားလိုက်ပါတယ် gas ကသတိထားစမ်းမှာဟာဆိုပြီးတော့ပြန်ဆွဲတင်မလို့အလုံးမှာပဲအာဒွန်က crossbow နဲ့လမ်းပစ်လိုက်တာကြောင့်နှစ်ယောက်လုံးကြောက်ထဲကိုပြုတ်ကျသွားပါတယ် gas ကပဲ gas ကမထိခိုက်အောင်ကာဝယ်ပေးနေနှစ်ယောက်လုံးရေထဲကိုကျသွားပါတယ်ဘုံမူကြီး gas ကစသဖြင့်တိတ်ငတ်ဖွဲ့သားတွေကလှမ်းအောင်ခေါ်ကြပြီမဲ့နှစ်ယောက်လုံးကတော့ပြုတ်ကျသွားပါပြီမိုးတွေပါရွာလာပြီးတော့ gas ကိုတည်ပြီးတော့ချောင်းထဲကနေကုန်းပေါ်ကိုတက်လာနိုင်ပါတယ်လီးပဲနောက်တစ်ခါဆိုဒီဝက်စုံကြီးနဲ့ဘယ်တော့မှရေမကူးတော့ဘူးလို့ gas ကပြောလိုက်ပါတယ် gas ကကိုရီပူနေတာကြောင့် gas ကမိုးရီထဲမှာနေလို့မဖြစ်ဘူးဆိုပြီးတော့မိုးခိုဖို့နေရာရှာရပါတယ်ရင်ဘက်ကမြားကိုတော့ဆွဲနှုတ်ပစ်လိုက်ပါတယ် gas နဲ့ gas တို့ပြုတ်ကျသွားတဲ့အကြောင်း Griffith ကိုသတင်းပို့လိုက်ပြီးတော့အန်ဒီရှိရဲ့အမြင့်ကနေပြုတ်ကျသွားတာရေပြီးတော့ gas မှာမြားမှန်ထားတာရဲ့အကြောင်းကယ်ဆယ်ရေးအဖွဲ့လွတ်တင်ပါတယ်လို့ကျူရောကပြောလိုက်ပါတယ်တိတ်ငက်ဖွဲ့ကိုမနာလို့ဖြစ်နေတဲ့ Midland စစ်သူကြီးတွေကတော့အခုကစစ်ဖြစ်နေရနော်တာမန်စစ်သားလေးနှစ်ယောက်အတွက်နဲ့အင်အားတွေအဲ့လောက်သုံးလို့မရဘူးမင်းရဲ့တိုက်ခိုက်ရေးသမားဘူကြီးနဲ့မိမတက်မှုတို့သာနာမည်ကြီးတဲ့အတိုင်းတကယ်တော်တဲ့သူတွေဆိုရင်ကို့ဘာသာရအောင်ပြန်လာကြဖို့မလာနိုင်ရင်တော့အကြီးချင်းမရှိလို့ပဲလို့ထိကဘာကြီးကဘာပြောပြီးတော့လှောင်ရီလိုက်တာကြောင့်တိတ်ငက်ဖွဲ့ဝင်တယောက်ကစိတ်တူသွားပြီမဲ့ကျူရောကပဲတားထားလိုက်ပါတယ် Griffith ကတော့ဘာမှမပြောဘဲနဲ့သူ့ပုံစံအတိုင်းပဲတိတ်တိတ်ဆိတ်ဆိတ်နေပါတယ် gas ကိုမိုးမဆူအောင်ဂူတစ်ခုတည်းကိုခေါ်လာပြီးတော့သူ့ကိုယ်ပေါ်အများတိုင်ရာကိုတော့အဝတ်နဲ့ကိုယ့်ဘာကိုစီးနေပါတယ် gas ကအဖျားမကျသွားဘဲနဲ့ပိုဆိုးလာနေရကြောင်းမဖြစ်ဘူးဒီအဝတ်ဆိုတွေကိုချွတ်ပြရမယ်ဆိုပြီးတော့အိမ်ကိုဆွဲချွတ်လိုက်ပါတယ်ဖျားနေတာကိုဘာလို့တိုက်ပွဲဝင်သေးလဲမသိဘူးမိန်းမတွေကတကယ်အာယုံမဲလို့ gas ကရေရွေ့ရင်းနဲ့ဘောင်းမီကိုချွတ်လိုက်တာလက်မှာတွေးလာပေးပါတယ် gas ကအခုထိမသိသေးဘဲနဲ့ gas ကနင်တန်ရရထားရလားဆိုပြီးတော့လိုက်ရှာပါသေးတယ်တကယ်ကောင်းပါနောက်မှာသဘောပေါက်သွားပြီးတော့မိမဖြစ်ရတာမလွယ်ဘူးပဲလို့ရေရွေ့ရင်းနဲ့အဖျားကြောင်တက်တလောက်မတ်တလောက်ပြုစုပေးနေပါတယ်ခမရတို့ထင်တယ်လို့ဘာပေါက်ကြရတွေမှမလုပ်ဘဲနဲ့အနှွေးတက်ရအောင် gas ကိုရင်ခွင်ထဲထည့်ထားလိုက်ပါတယ် gas ကအိပ်ပျော်နေတော့မှပဲသူ့ရဲ့ trauma အပြည့်နဲ့ငယ်ဘဝကိုပြန်အမှတ်ရနေပါတယ်ကလေးဘဝကလေးကလိန်ကျွင်ဖြစ်ရောင်းစားခံရပြီးတော့ထွက်ပြေးပြီမဲ့ပိုင်ရှင်ဖြစ်သူကလိုက်ဖမ်းပြီးတော့နေရာမှာရင်စောက်တနာယူထားပါတယ်ကတ်စကာယုံပေမဲ့မျက်နှာကိုလက်သီးနဲ့ထိုးပြီးတော့မှညာမတာဆက်လုပ်ပါတယ်အဲ့ဒီအချိန်မှာပဲအဝေးကနေဓာတ်တစ်ချောင်းနဲ့လမ်းပစ်လိုက်တာကြောင့်ဟိုတနာယူဘိုးတော်ရဲ့နေရွက်ပြတ်သွားပြီးတော့ Griffith ရောက်လာပါတယ်ကတ်စကာရှေ့မှာစိုက်နေတဲ့ဓာတ်ကိုပြရင်းနဲ့ကိုကာဝယ်ရင်ဓာတ်ကိုကင်လိုက်ပါဆိုပြီးတော့ Griffith ကပြောလိုက်ပါတယ်
ဟိုဘိုးတော်ကဓာတ်ကိုလှမ်းယူဖို့လုပ်ပေမဲ့ကတ်စကာကပဲကောက်လိုက်ပြီးတော့ဆုံးသက်ပေးလိုက်ပါတယ်ဒီလိုနဲ့ Griffith ကကတ်စကာအတွက် Kedition တယောက်အဖြစ်နဲ့သူမဘွားတွေကိုဝင်လာခဲ့တာပါအဲ့ဒီအချိန်မှာကတ်စကာသတိပြန်လည်လာပြီးတော့သူ့ကိုကြည့်နေတဲ့သူက Griffith လို့ထင်လိုက်ပေမဲ့တေချာကြည့်လိုက်မှ Gas ဖြစ်နေပါတယ် Gas ကအဝတ်တွေချွတ်ထားပေမဲ့ Gas ကအပေါ်မှာတိရွက်လေးတွေနဲ့တော့အုပ်ပေးထားပါသေးတယ်ငါတို့ဘယ်ရောက်နေရလဲလို့မေးတော့ Gas ကအားလုံးကိုပြန်ပြောပြလိုက်ပါတယ်အဝတ်တွေကမချွတ်လို့မရဘူးလေနေရဆွဲဆိုပြီးအရန်ချမ်းနေကြရလို့ Gas ကပြောပေမဲ့ Gas ကဘာမှပြန်မပြောပါဘူးငါ့ကိုဘာလို့အဲ့လိုကြီးကြည့်နေရလဲလို့ Gas ကမေးနေတော့မှပဲ Gas ကရဲ့လက်သီးတစ်ချက်က Gas ရဲ့စောက်ခွက်ပေါ်ရောက်သွားပါတယ်ဘာလို့ထူရလဲရက်လိုက်စမ်းလို့ Gas ကပြောပေမဲ့ Gas ကပစ္စည်းတွေနဲ့ရှောက်ပေါက်နေပြီးတော့ဓာတ်နဲ့ပါပစ်လိုက်တာ Gas အရှောင်မြန်လို့သာလွတ်သွားပါတယ်တော်လိုက်တော့နော်နင့်ကငါမြည့်ရတဲ့ကနေကဲထုတ်ပြီးတော့ငါပါသေးမလို့ဖြစ်ခဲ့ရတာနင်သာမိမတယောက်မဟုတ်ဘူးဆိုရင်ငါစောက်ခွက်ထိုးပစ်လိုက်မှာလို့ Gas ကပြောတော့မိမတယောက်ဟုတ်လားလို့ Gas ကရေရွရင်နဲ့မျက်ရည်တွေကျလာတာကြောင့် Gas ကဘာဖြစ်တာလဲဆိုပြီးတော့တအံ့တော်ထက်မေးရပြန်ပါတယ်ဘသူကရောမိမဖြစ်နေမွေးဖွားလာခြင်းလို့လေလုံးဝကိုစိတ်ပြက်စရာပဲငါကနင်ကေတာကိုလည်းမခံချင်ဘူးဘာလို့ငါ့ကိုကဲတဲ့လူကနင်ဖြစ်နေရတာလဲဆိုပြီးတော့အားပြက်လဲကျသွားလို့ Gas ကပဲပြေးပွေလိုက်ရပြန်ပါတယ်အေးပါကွာငါ့ကိုအဲ့လောက်တော့စောင့်မြင်ကတ်တာလားလို့ Gas ကရေးရွက်လိုက်ပါတယ်နှစ်ယောက်သားခူထဲမှာမိုးခိုနေနေနင်မှတ်မိလားနင့်ကိုတောင်ကုန်းပေါ်မှာ Griffith ကမင်းကိုငါလိုချင်တဲ့ Gas ဆိုပြီးပြောခဲ့တာကိုမှတ်မိလားလို့ Gas ကမေးတော့ Gas ကလည်းအေးလို့ပြန်ဖြေလိုက်ပါတယ် Griffith ကဘသူ့ကိုမှအဲ့လိုလေတံမျိုးနဲ့ပြောဘူးတာမဟုတ်ဘူးဟာငါတီးမခံနိုင်ဖြစ်ခဲ့တယ်နင့်ကို तू အဲ့လိုလေတံနဲ့ပြောအောင်နင်ဘလူတောင်လုပ်ခဲ့တာလဲဆိုပြီးတော့မနာလို့ဖြစ်ခဲ့မိတယ် Griffith ကနင့်ကိုအသုံးချခြင်းလို့သာဒီလိုလေတံနဲ့ချော့မော့ပြောခဲ့တာပါဆိုပြီးတော့ကိုနှစ်သိမ့်ခဲ့ရတယ်ဒါပေမဲ့တည်ငြိမ်အေးဆေးလွန်းတဲ့ Griffith ကနင်နဲ့ပတ်သက်လာရင်အမြဲတမ်းစိတ်လိုက်မှန်ပါလုပ်လို့ရှိရလေဟာ Griffith ကနင့်ကိုယုံကြည်တယ်ဒါပေမဲ့နင်ကတော့အကျိုးဆက်ကိုမစင်စားဘဲနဲ့တိုက်ပွဲတွေကိုပြေးဝင်သွားတတ်တယ်နင်သေးသွားရင်လည်းငါအတွက်ဘာမှမဖြစ်ဘူးဒါပေမဲ့နင့်ကြောင့် Griffith ရဲ့အိမ်မက်တွေနဲ့ငါတို့အဖွဲ့ပျက်စီးသွားတာမျိုးတော့ဖြစ်မခံနိုင်ဘူးဘာလို့ Griffith ကနင့်ကိုမှလဲနင့်ကိုမှ तू ကဘာလို့အရန်ယုံကြည်ရတာလဲ Griffith ရဲ့ဓာတ်အဖြစ်အားကိုးရတဲ့သူအဖြစ်ဖြစ်လာခြင်းခဲ့တဲ့သူကငါပါဟာဆိုပြီးတော့ Gas ကသူ့ခံစားချက်တွေမကျေနပ်မှုတွေကိုဖွင့်ပြလိုက်မိပါတယ်ရှရဲဆိုတော့ဘာမှမသိရင် Gas ကိုကြည့်လိုက်ပါအခုရှနေတာပါပဲဩဒီလိုလားဒါဆို Griffith အားထားရဆုံးသူဖြစ်ဖို့ကနင့်အိမ်မက်ပဲပို့လို့ Gas ကရေးရွက်လိုက်ပါတယ်ဟဲ့အောင်ဒီနားမှာဆိုတာသိကြလားရှာကြဟိစာအာတွင်ပြောတာတော့အလောင်းကိုရှာတွေ့ရင်တော့စုချမယ်ဆိုတဲ့အတန်ကြီးကြောင်း Gas ကလှမ်းကြည့်လိုက်တဲ့အခါမှာတော့ချူရာစစ်သား3ယောက်ကိုတွေ့လိုက်ရပါတယ်ငါတို့ဒီမှာကြာနေလို့မဖြစ်ဘူးလို့ Gas ကပြောပြီးတော့2ယောက်သားထွက်လာကြပါတယ်နင့်အိမ်မက်ကရောပါလေနင်ကဘာအတွက်တိုက်ခိုက်နေတာလဲလို့ Gas ကမေးတော့အခုစကားမပြောနဲ့အောင်လေနင့်ရဲ့ခွင်အားတွေကိုဖြုံးတီးသလိုပြစ်လိုက်မယ်ဆိုပြီးတော့ Gas ကပြောလိုက်ပါတယ် Gas ကဟိုရာမေးခွန်းနဲ့ဆက်မမေးဖို့ပိတ်လိုက်ပြီးမြဲ Gas ရဲ့အတွေးထဲမှာတော့ Gas ကရဲ့မေးခွန်းအတွက်အဖြေကိုအသေးအတန်ရှာနေမိပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားကြပါဦး